brother က grand gesture ကဒီလိုမျိုး damage ကြီးထွက်ချင်မှလားပြီးတော့ဒီလိုမျိုးအဲ့လိုမျိုးကျန်းရင်တော့ဒီ video ကတော့ brother တို့အတွက်ဖြစ်ပါတယ်ဒီ video မှာကျွန်တော်က grand gesture ကိုင်းပြီး chocolate စားနေရ brother တို့အတွက်ပို့ပြီးတော့ကျန်းအောင်ကျွန်တော်တင်ပြမှာဖြစ်ပါတယ်အင်းတော့ passive ကနေစပြီးပြောရမယ်ဒီကောင် passive ကဆိုရင်တော့ brother တို့ energy ပါတယ်နှစ်မျိုးရှိမယ်ဒီကောင် energy က canon energy နဲ့ gun energy ဆိုပြီးနှစ်မျိုးရှိပါတယ်grand gesture energy stack က minion နဲ့ create ကိုတစ်ခါတက်လိုက်ရင်6ခုရမှာဖြစ်ပြီး brother တို့ hero k နဲ့အကူအညီ assistant ရတာဆိုရင်တော့ brother တို့12ခုရမှာဖြစ်ပါတယ်grand gesture ရတဲ့ energy stack တွေကသူ့ရဲ့ gun energy ရောသူ့ရဲ့ canon energy ရောပါတိုးဝေးပါတယ်grand gesture သူ့ရဲ့ skill ကိုမြန်မာ span နိုင်ဖို့ဆိုရင် energy stack တွေများများလိုရပါတယ်ဒါကြောင့်မို့ brother တို့ minion နဲ့ create ကိုစားတဲ့စကြရင်နောက်ဆုံး last hit ထိဖို့အတွက်အရေးကြီးပါတယ် scale 1 rhapsody grand gesture ချိန်တိုင်းနေရာဆိုကြီးတန်း6လုံးတန်းပြလိုက်မှထည့်ပြီးနောက်ဆုံးတစ်ချက်ကတော့ critical ထိပါတယ် skill 2 rondo grand gesture ချိန်တိုင်းနေရာဆို dash မှာဖြစ်ပြီးတော့ energy gun energy ရဲ့ 25% ကိုပြန်ပေးပါတယ် ultimate death zone လာ grand gesture ချိန်တိုင်းနေရာကို canon နဲ့ပြမှာဖြစ်ပြီးတော့ energy ရဲ့250ကိုနှုတ်အောင်ပြပါတယ်အဲဒါမှ brother တို့က ultimate မြန်မာ span ကျင်ဆိုရင်တော့ energy များများရှိဖို့လိုပါတယ်ပွဲဆက်တာချိန်မှာ brother တို့က sonata ကိုစုစုပေါင်း3ရက်ပြည့်နေမှာဖြစ်ပြီးတော့နောက်ပိုင်း brother တို့တက်များရင်များဆိုလို့မျိုးချက်များများပြည့်နိုင်မှာဖြစ်ပါ first side တိုင်းတော့ damage နဲ့ movement speed ပါပါတယ် hunter strike ကိုသွားနိုင်မှာဘာဖြစ်လို့ဆိုတော့ brother တို့က skill 1 enemy မှာချက်ထိတိုင်း brother တို့ movement speed ရမှာဖြစ်လို့ပါဒီ movement speed နဲ့ brother တို့က enemy hero ကိုလိုက်တာဖြစ်ဖြစ်ပေးရဖြစ်တုံးလုံးလာရပါတယ် second item တော့ brother တို့က hunter ထဲက tough food ဖြစ်ဖြစ် warrior food ဖြစ်ဆက်လို့ရပါတယ် warrior boost ဆိုရင် physical defense တွေရပြီးတော့ tough food ဆိုရင်တော့ Brazilian 25% ကိုရတဲ့ stand တွေပါရလွတ်ဖို့ပြောပါတယ်that item တော့ grand gesture နဲ့အရင်လိုက်တဲ့ sky piece တာသွားမယ် full item တော့ brother တို့ BOD ဖြစ်ဖြစ် malefic roll ဖြစ်ဖြစ်သွားလို့ရပါတယ်အဲ့ enemy ဘက်မှာ physical defense များတဲ့ hero ပိုင်းတော့ malefic roll သွားနိုင်ပါတယ် fifth item malefic roll ဒါမှမဟုတ် brother တို့ full item ညမှာ BOD ဆက်ထားရင်တော့ malefic roll သွားနောက်ဆုံး item တော့ winter crown ဒါမှမဟုတ် roscoe ဖြစ်ဖြစ် immortal ဖြစ်ဖြစ်ကြိုက်တာကြည့်ပြီးတော့သွားလို့ရပါတယ်နောက်တစ် item တော့ psycho burst damage item လို့ခေါ်တယ်ကျွန်တော်ဆက်နေရ item ဖြစ်ပါတယ်ဒီ item မှာတော့ hunter strike sky ps blade of hunter c malefic roll BOD နဲ့ endless battle သွားလို့ရပါတယ်ဒီ item brother တို့ပွဲတိုင်းတော့မဆက်သင့်ပါဘူးတခါအဲ့ဒီဘက်မှာ saber တို့မျိုး hero တွေပါတဲ့ခါကျရင်တော့အခုနကျွန်တော်ပထမဆုံးပြခဲ့တဲ့ item ကဆက်သင့်ပါ emblem မှာတော့ assassin emblem ကိုရွေးပြီးတော့ပထမဆုံးတန်းမှာဆိုရင်တော့ penetration လည်းရွေးလို့ရတယ် physical attack ကိုလည်းရွေးလို့ရပါတယ်ဒုတိယနေရာမှာတော့ brother တို့က weapon master sustain of blood ဒါမှမဟုတ် damage reduction ဟောင်းလေးရွေးလို့ရအဆုံးအမှာ healing spree တို့မဟုတ် imperial rage ကိုသုံးလို့ရပါတယ်ဒီစီလေးကတော့တော့ပါပဲဒီတော့အဆုံးကြည့်ရတာတော့ရှင်းတယ်ကျွန်တော်သိနေလိုက်ကြဗီဒီယိုချင်းတဲ့ကျွန်တော် channel ကို like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ကျွန်တော် subscriber 1000ပြည့်ရဲ့အခါကျရင် brother တို့ star like ရဲ့3ကကို giveaway ပေးမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် bye bye